အုံမောင်းခောက်ခြင်းရဲ့အဓိပ္ပာယ်ကဘာလဲရဟန်းတန်ဃာတော်တွေစုံဖုံပေးကနေအုံမောင်းခောက်တာဘာကြောင့်ပါလဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်တိုင်းကြားမှုနေကြဖြစ်တဲ့အုံမောင်းခောက်တဲ့ရဲ့အဓိပ္ပာယ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တာမန်အနေနဲ့ကြည့်မယ်ဆိုရင်တော့စွန်းစားခြင်းကြောက်ပြီးဖြစ်တာကြောင့်ကျောင်းတိုင်းမှာရှိတဲ့ရဟန်းတန်ဃာတော်တွေကြောက်တော်မူပါရဲ့အတွက်အတိပေးခြင်းဖြစ်တယ်လို့မှတ်သားလို့ရပါတယ်ဒါပေမဲ့အုံမောင်းခောက်ခြင်းရဲ့တကယ်အဓိပ္ပာယ်ကကျွန်တော်တို့ထင်မှတ်ထားတာတဲ့ပို့ပြီးတော့မှလေးနဲ့တလို့အနှစ်သာရနဲ့လည်းပြည့်စုံနေပြန်ပါတယ်နောက်ပြီးအုံမောင်းခောက်ခြင်းနဲ့ပတ်သက်ပြီးဖြစ်ရလေးတစ်ခုလည်းရှိခဲ့ပါတယ်ဂျပန်ခေတ်ကာလတုန်းကစကိုင်းတောင်ယိုမင်္ဂလာစီရီ6ကိုဂျပန်အရာရှိတဦးနဲ့စကားပြန်တဦးကရောက်လာကြပါတယ်သူတို့ရောက်လာတဲ့အချိန်ကစွန်းစားခြင်းဖြစ်တာကြောင့်ကြေးမောင်းထိုးပြီးတုံးခောက်တဲ့အတန်ကိုကြားလိုက်ကြရပါတယ်ဒီကမှဂျပန်အရာရှိကြီးကဒီဖုန်းကြီးတွေဟာသူများလှူတဲ့စွန်းကိုစားတာတော့မှဒီလိုကြေးမောင်းတွေတုံးတွေခောက်ပြီးစားရင်ကိုဖသားများရှာစားရင်တော့အမြောက်ဖောက်ပြီးတော့စားကြမလားမသိဘူးလို့မှတ်ချက်ပြုပြောခဲ့ပါတယ်ဒီမှတ်ချက်ကိုစကားပြန်ကမင်္ဂလာစီရီဆရာတော်ကြီးထံကိုလျှောက်ထားတဲ့အခါမှာဆရာတော်ကြီးကဘုန်းကြီးတွေဒီလိုကြေးမောင်းထိုးပြီးတုံးတွေခောက်ဆွန်းစားတာဟာကြားဝါကျင်လို့မဟုတ်ပါဘူးဘုန်းကြီးเจ้าနဲ့အနီးနားမှာဖျားဖူးခီးသွားတန်ဃာတော်တွေစုံမပြည့်စုံသေးဘူးဆိုရင်ဒီနေရာမှာစွန်းတဲ့စွန်းရင်အပြည့်စုံရှိပါတယ်စွန်းစားကြတော့မူကြပါလို့အတိပေးဖိတ်ကြားတာဖြစ်တယ်နောက်ပြီးတော့ရွာတွေကစွန်းတဲ့စွန်းရင်လောင်းလူကြတဲ့စွန်းတိုင်ကစွန်းတိုင်ကမတွေနေနဲ့မိမိတို့လှူလိုက်တဲ့စွန်းခဲပဲတို့ကိုဆရာတော်တန်ဃာတော်တွေဖုံးပေးသုံးဆောင်တော့မှဖြစ်တာကြောင့်မိမိတို့ရဲ့ဒါနာကောင်းမှုစုစုတွေတာတို့အနုမောဒနာခေါ်ဆိုနိုင်ဖို့ဖြစ်တဲ့တကားလို့ရှင်းပြလိုက်ပါတယ်ဒီတော့မှဆရာတော်ကြီးရှင်းပြတာကိုနားထောင်လိုက်ရတဲ့ဂျပန်အရာရှိကြီးဟာနားလည်သဘောကျသွားခဲ့ပြီးအကျဉ်းချင်းအလေးပြုသွားခဲ့ပါဦးတယ်ဒါကြောင့်ပဲအုံမောင်းကောက်ခြင်းရဲ့အဓိပ္ပာယ်ဆိုတာဆရာတော်တန်ဃာတော်တို့ဖျားစွန်းကွန်းအလိုရှိပါကစားတော့ဆိုင်များသို့ဝင်၍အကုန်ကြခံဖုံးပေးတော်မမူကြပါနဲ့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေစွန်းစားခြင်းမှာကြေးမောင်းထိုးတုံးခောက်တဲ့ကျောင်းတိုက်များတို့သာဝင်ရောက်ဆုံးဖုံးပေးတော်မူကြပါကြောင်းကြေးမောင်းတန်ဒုက္ခတန်တွေကအရှင်ဘုရားတို့အားစွန်းစားပင့်ခြင်းဖြစ်ပါတယ်ဘုရားဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်နောက်ပြီးမြန်မာလူမျိုးတို့ရဲ့ရရောလှတဲ့စိတ်တရားတရားတွေထက်သန်စွာလှူဒန်းဒါနပြုမှုတွေကြောင့်ဘုန်းကြီးကျောင်းတွေမှာရဟန်းတန်ဃာတို့ဆုံးဖုံးပေးပြီးတဲ့အခါထမင်းဟင်းတွေပူရှံနေမြဲပါအဲ့ဒီပုံနေခဲ့တဲ့ထမင်းနဲ့ဟင်းတွေကိုဘုန်းကြီးကျောင်းမှာဝေယဝိဆကုသိုလ်ယူကြခဲ့တဲ့ကပ္ပိယကြီးတို့နဲ့ဘုန်းကြီးကျောင်းသားတွေသာမကပဲတခါတရံဆိုရင်ခီးသွားလာရင်းနဲ့လမ်းတစ်ထောင်နားကြတဲ့ခီးသွားဧည့်သည်တို့ပါစားတော့ခွင့်ရကြပါတယ်ပကံထဲမှာကြန့်ရှိနေခဲ့တဲ့ဟင်းအမိန်အားလုံးကိုပေါင်းစပ်ပြီးတစ်ခွက်တည်းဖြစ်အောင်ရောဆက်ထားတဲ့ဘုန်းကြီးကျောင်းကဟင်းပေါင်းဟာတိတ်ကိုအရသာထူးခဲလာပါတယ်အားလုံးကိုခြုံပြီးပြောရမယ်ဆိုရင်တော့ဒကာဒကမတွေလူဒန်းဒါနပြုလိုက်တဲ့စွန်းဟင်းတွေကရဟန်းတန်ဃာတို့ကောင်းမွန်ပြည့်စုံစွာဖုံးပေးရတဲ့ပြင်ဘုန်းကြီးကျောင်းစီကိုလာရောက်တဲ့အခြားသောအယုတ်အလက်အမြတ်မရွေးလူဒန်းစားအစုံပါစားသုံးခွင့်ရပါသေးတယ်ဒါတော့ရဟန်းတန်ဃာတော်တွေစုံဖုံးပေးကနေချိန်မှာအုံမောင်းခောက်ရခြင်းရဲ့လေးနက်သောအဓိပ္ပာယ်ကိုဘုဒ္ဓနာတရားအနေနဲ့တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ